မင်္ဂလာပါခင်ဗျာတအူးတောက်ကြ channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့နေထိုင်ရာမြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာတမိုင်းကြောင်းတွေနဲ့အတူတွဲလျက်ရှိနေတဲ့မကျွတ်မလွတ်ဝိညာဉ်ဇာတ်လမ်းတွေရှိနေတတ်ပါတယ်တချို့နေရာတွေကဆိုရင်လေနေခင်းကြောင်တောင်တောင်မှတောင်ခတ်သွားရင်ကြောချမ်းစရာကောင်းတော့အောင်ခြောက်ချားဖို့ကောင်းလာပါတယ်ကဲဒီနေ့မှာတော့လူပြောအများဆုံးနဲ့အချောက်လန့်ဆုံးမြန်မာပြည်ကနေရာ9ခုကိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်မိမိပြီးနားဆင်ကြည့်လိုက်ကြရအောင်ဗျာနံပါတ်5ရန်ကုန်မြို့ကချင်းချောင်းနန်းတော်ချင်းချောင်း Palace ပထမဆုံးပြောပြချင်တာကတော့ရန်ကုန်မြို့ကဘာအီးဖျားလမ်းပေါ်ကခန့်ညားထေဝံလာတဲ့ချင်းချောင်းနန်းတော်ကြီးပဲဖြစ်ပါတယ်1920ဝန်းကျင်လောက်ကတရုတ်တထေးကြီးလီချင်းချောင်းတည်ဆောက်ခဲ့တဲ့ဒီအဆောက်အဦကြီးဟာအနုပညာလက်ရာမြောက်တဲ့လောက်ခြောက်ခြားစရာကောင်းတဲ့တံရာတွေလည်းရှိနေပါတယ်ဗျာစစ်အတွင်းကဂျပန်ဒီဝင်ရောက်စီးနင်းခဲ့မှုသလိုနန်းတော်ပိုင်ရှင်တထေးကြီးကိုယ်တိုင်လည်းစီးဝါးပြက်ပြီးစိတ်ဆင်းရဲစွာကွယ်လွန်ခဲ့ရတယ်လို့ဆိုကြပါတယ်ဒီနန်းတော်ကြီးထဲမှာညဘက်ဆိုရင်အမျိုးသမီးငိုတန်းလို့ခြေတန်းလို့ကြားရတတ်တယ်လို့အနီးနားနေသူတွေကပြောစပတ်ပြကြပါတယ်အခုအချိန်ထိဒီနန်းတော်ကြီးဟာအလှတရားတွေနဲ့အတူလျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားစေပါပဲနံပါတ်4ပြင်ဦးလွင်က Governor House အောက်ချုပ်ရေးမှူးအိမ်နောက်တစ်နေရာကတော့တောင်ပေါ်မြို့လေးပြင်ဦးလွင်ကနမဲကြီးအိမ်ကြီးတစ်လုံးပါပဲကိုလိုနီခေတ်ကအောက်ချုပ်ရေးမှူးနေထိုင်ခဲ့တဲ့ဒီအိမ်ကြီးဟာရုပ်ရှင်တွေထဲမှာတောင်ပါဝင်ခဲ့ပူပါပဲခန္ဓာ Craig လို့ခေါ်တဲ့ဒီအဆောက်အဦကြီးမှာအရင်ကသမီးရေစာစုံတွဲတွေအသက်ခံခဲ့ရတဲ့ဆိုတဲ့ကောလာဟလာတွေရှိခဲ့ပါမယ်ဒီကိုထူးတချို့ကညဘက်ဆိုတကားခောက်တန်တွေလူမရှိပဲခြေတံတွေကြားရတတ်တယ်လို့ဆိုကြပါတယ်မြို့နှင်းတွေဝေတဲ့ညတွေမှာဆိုရင်ဒီအင်ကြီးကပိုပြီးတော့တောင်အထီးကျန်ဆန်ပြီးကြောက်စရာကောင်းနေတတ်ပါတယ်နံပါတ်3တန်းဖြူစရက်တေမင်းတမန်ရထားလမ်းတတိယနေရာကတော့တမိုင်းရဲ့အစိုးရွားဆုံးအဖြစ်ဆိုးတွေရှိခဲ့ရာတန်းဖြူစရက်ရထားလမ်းပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်တွေဖောက်လုပ်ခဲ့တဲ့ဒီလမ်းပိုင်းမှာမြန်မာပြည်သားတွေအပါအဝင်တုံပန်းပေါင်းတောင်းကြည့်ပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်လူတယောက်ဇလီဖားတုံးတုံးလို့တင်စားတဲ့လောက်အောင်သေဆုံးမှုများခဲ့တဲ့ဒီနေရာမှာဒေသခံတွေကညဘက်ဆိုညင်းညူတန်းတွေတန်ကြိုးခတ်တန်တွေကြားရတတ်တယ်လို့ပြောကြပါတယ်စစ်ဘေးစစ်တမ်းတောင်မကျွတ်မလွတ်ဖြစ်နေတဲ့ဝိညာဉ်ပေါင်းများစွာရှိနေနိုင်တဲ့နေရာတစ်ခုလေးဖြစ်ပါတယ်နံပါတ်2ရန်ကုန်ဝန်ကြီးများယုံဒီ Secretariat နံပါတ်2နေရာကတော့မြန်မာတမိုင်းမှာအထင်ကြီးဆုံးအာဇာနည်ခေါင်းဆောင်ကြီးတွေလုကြံခံခဲ့ရတဲ့ဝန်ကြီးများယုံကြည်ပဲဖြစ်ပါတယ်နှစ်ပေါင်း100ကျော်တက်တန်းရှိပြီဖြစ်တဲ့ဒီအဆောက်အုံကြီးရဲ့စင်ကြာလမ်းတွေမှာညဘက်ဆိုရင်စစ်သားဖက်နှက်တန်းလို့အစီအဝေးလုံးနေတန်းလို့ကြားရတတ်တယ်လို့လုံခြုံရေးဝန်ထမ်းဟောင်းတွေကပြောပြကြပါတယ်အထူးသဖြင့်အာဇာနည်နဲ့ညီးလာပြီဆိုရင်ထူးခြားဖြစ်စဉ်တွေပိုကြုံရတတ်တယ်လို့လည်းဆိုကြပါတယ်ဝမ်းနည်းစရာသမိုင်းကြောင်းနဲ့အတူဒီနေရာဟာအခုထိလျှို့ဝှက်စမ်းကြယ်မှုတွေရှိနေလို့ပါပဲနောက်ဆုံးနံပါတ်1နေရာကတော့ရန်ကုန်မြို့လေကနာမည်အကြီးဆုံးပခုံးကလပ်ပဲဖြစ်ပါတယ်ကိုလိုနီခေတ်ကအရာရှိတွေပျော်ပါခဲ့ကြတဲ့ဒီနေရာဟာနှစ်ပေါင်းများစွာပစ်ချခြင်းခံခဲ့ရတဲ့အတွက်ခြုံရွယ်ပိတ်ပေါင်းတွေကြားမှာအရန်ကိုမှောင်မိုက်နေဟေ့ပူပါတယ်ညဘက်ဆိုရင်အထဲကနေစံတရားတည်တံတွေပါတီပွဲကျင်းပနေသလိုအတန်တွေကြားရတယ်ဆိုပြီးနာမည်ကြီးခဲ့ပါတယ်လူငယ်တွေတရေစူးစမ်းဖို့အသွားအများဆုံးနေရာတစ်ခုထက်ခဲ့သလိုထူးခြားစမ်းကြယ်တဲ့ဓာတ်ပုံတွေလည်းဒီနေရာကနေထွက်ပေါ်ခဲ့ပူပါတယ်အခုချိန်မှာပြန်လည်မွမ်းမံထားပြီးဆိုပေမဲ့သူ့ရဲ့ရှီအောင်အငွေ့တက်ဒီကတော့ပျောက်ပြက်သွားခြင်းမရှိသေးပါဘူးဟုတ်ကဲ့ပါဒါကတော့မြန်မာပြည်မှာလူပြောအများဆုံးတရေ6တဲ့နေရာ9ခုအကြောင်းစူးစီးတင်ဆက်ပေးခဲ့တာပါပရိသတ်ကြီးတော့ဒီနေရာတွေတဲကဘယ်နေရာကိုရောက်နေလဲထူးခြားတာတွေကြုံမှုနေ comment မှာမျှဝေပေးခဲ့ကြပါဦးနော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like နဲ့ subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေခင်ဗျာ